တောင်ဆောင်ပေါ်ကအိမ်ဖြက်ကြီးအပိုင်3မြောက်ခန်းရဲ့လူ့ဝှက်ချက်အကောကြီးသမီးနဲ့စော့မယ်ဆိုကလေးမလေးရဲ့အတန်ကကြော်စွာရဲ့နားနာမှာတင်ကပ်ဖြောနေတယ်လို့ပဲကြော်စွာကြောက်လွန်းလို့ဗီဒီယိုတကားကိုအတင်းကန်ဖွင့်ပြီးအပြင်ကိုခုန်ထွက်လိုက်ပဲအပြင်မှာတော့ဝစ်စုံနဲ့မင်းမကြီးကဓားကြီးကိုကင်ပြီးသူ့ကိုစိုက်ကြည့်နေတော့ပဲပြေးငါပြေးမှဖြစ်မယ်ကျော်စွာမီးဖို့ချောင်ထဲကနေခြေဦးတဲ့ရပြေးရင်နဲ့ကျမ်းပြင်ဘောကအပေါက်တစ်ခုတည်းကိုကြော့သွားတော့တာပဲဝုန်းကနေပြူသွားတဲ့အတန်နဲ့ဖုံတွေထော့သွားတဲ့အတန်သူရောက်သွားတာကအိမ်ရဲ့မြေရောက်ခန်းပြအဲ့ဒီနေတာကအပေါ်တက်ထက်ပိုပြီးအနံ့သက်ဆိုးတယ်ပုတ်ဆက်ဆက်အနံ့ကြီးကနှခုံးထဲကိုအတင်းတုံးဝင်နေတာဓမီနဲ့ဝေ့ကြည့်လိုက်တော့မြေရောက်ခန်းနေရန်တစ်ခုလုံးမှာမျက်လုံးတွေကိုပဲစုပြီးချစ်ထားတာကိုတွေးလိုက်ရတယ်တန်ကြိုးခက်တန်နဲ့တိုးတိုးလေးငိုနေလဲအတန်ဘသူရှိလဲကူညီကြပါဦးကြော်စွာဓမီနဲ့ထောင်းတဲ့နေလာကိုထိုးကြည့်လိုက်တော့တန်တိုင်တွေနောက်မှာပိတ်မိနေတဲ့လူတစ်ယောက်ကိုတွေးလိုက်ရတယ်အဲ့ဒီလူကအဝတ်စားတွေစုပ်ပြတ်နေပြီးမျက်နှာမှာလဲဒဏ်ရာတွေနဲ့အကိုကျွန်တော်ကိုကဲပါအောင်ဟိုမိန်းမကြီးကသူကလူမဟုတ်ဘူးဗျာသူကဒီအိမ်မှာတည်သွားတဲ့လူတွေရဲ့မျက်လုံးတွေကိုစုဆောင်းနေတာကြော်စွာအဲ့ဒီလူကိုကဲဖို့တန်တိုင်နားကိုကတ်သွားတယ်။ဒါပေမဲ့သူပဋိထားမိလိုက်တာတခုရှိတယ်။အဲ့ဒီလူရဲ့လက်တွေမှာသွေးတွေပေးနေပြီးဘေးနားမှာကတ်ချေးတစ်လက်ရှိနေတာပဲ။ကြော်စွာအနောက်ကိုဖြည်းဖြည်းချင်းဆုပ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအပေါ်တက်ကနေဝစ်စုံနှက်နဲ့မိန်းမကြီးကမေရောက်ခန်းလက်ကိုဆင်းလာပြီးဒါပေမဲ့ထူးဆန်းတာကမိန်းမကြီးကကြော်စွာကိုကြည့်ပြီးကြောက်လန့်တကြားနဲ့အော်ပြောလိုက်တယ်။မောင်လီအဲ့ဒီလူနာကအမြန်ဖဲသူကဒီအိမ်ကမိသားစုကိုတတ်ခဲ့တဲ့လူသက်သမားအစ်စ်ဖဲငါတို့ကသူ့လက်ကနေမင်းကိုကယ်ဖို့ကြိုးစားနေတာကြော်စွာကြောင်သွားလေဘသူကတရေလဲဘသူကလူသက်သမားလဲသူ့အနောက်ကထန်းနိုင်တဲ့ကလူကဖြည်းဖြည်းချင်းထရက်လိုက်ပြီးကက်ကြီးကိုကင်ကရက်ဆက်တဲ့အပြုံးကြီးနဲ့အပြုံးလိုက်တယ်တိသွားပြီလားဒါဆိုရင်တော့မင်းရဲ့မျက်လုံးလေးတွေကိုငါ့ကိုပေးရတော့မှာပေါ့